ဈေးတွေရန်တက်နေတဲ့အချိန်မှာခုလိုအိမ်မှာကိုယ်တိုင်လှုပ်ရှားဖို့အတွက်ပေါင်းပစ္စည်းရတော့2မျိုးပဲလိုပါတယ်။မလုံးရေပေါ်လုပ်ဖို့ဝယ်ထားပြီးတော့မလုံးဖြစ်တာနဲ့ပဲတော့ပုတ်ကီလေးလုပ်လိုက်ပါတယ်။ပေါင်းပစ္စည်းရတော့မှုရထုတ်ထားတဲ့ကောင်းကြီးမုံနဲ့ဇံမုတ်ပါရှင်။ကြံတော့ဝယ်ထားပြီးတော့အခုလိုမျိုးပုံနေလေးရမျိုးရှင်လှုပ်ရှားကြည့်ကြပါနော်။စံချောင်းလေးလုပ်ဖို့အတွက်ကောင်းကြီးမုံနဲ့ဇံမုတ်ကို2ခုလုံးစားတူတောက်ထားပါတယ်။တရားလာတော့ကတော့စားတကြားနဲ့ကြက်သားမုံနဲ့ငယ်ကိုထည့်သုံးထားပါတယ်။စံချောင်းလေးချုံးမွေနေစေဖို့အတွက်စီနှင်းငယ်လေးထည့်ပေးထားပါတယ်။ရေကိုတော့250မီလီလောက်သုံးထားပါတယ်ရှင်။ရေထည့်အခါမှာရေကိုနည်းနည်းချင်းထည့်ပြီးတော့နေပေးရပါမယ်ရှင်။တခြားဆက်ရှိလက်ရှိနေပေးပြီးတော့ခုလိုမျိုးသားလေးရလာပါပြီ။စံချောင်းလေးတွေကိုတော့အားရပါရစမ်းနေနမကြီးကြီးလေးလုပ်ထားပါတယ်။စံချောင်းလေးလုပ်ဖို့တက်ကတော့ဒီလက်ဖက်နှောင်ကြားလေးထည့်ပြီးတော့လှည့်ပေးလိုက်ရင်ရပါတယ်။လုံးရအရင်မခတ်ပါဘူးနော်။မိလိုချင်တဲ့ site အနေထားအထိရအောင်လို့ပုံသွင်းပြီးလို့ရှိရင်တော့စံချောင်းလေးရလာပါပြီ။စံချောင်းလေးကတ်မသွားစေဖို့အတွက်ရေထဲကိုစီနှင်းငယ်ထည့်ပြီးတော့ပြုတ်ပေးရပါမယ်။အကုန်လုံးထည့်ပေးပြီးတော့ဖုံးခဏဖုံးထားပေးပါမယ်ရှင်။အခုလိုမျိုးရေပေါ်လာရင်တော့ဆယ်ပေးလို့ရပါပြီ။စံချောင်းလေးတွေကိုဆက်ထုတ်ပေးပြီးရနဲ့ရေခဲတွေထည့်ပြီးတော့စိမ့်ထားပေးပါမယ်။အခုဆိုရင်တော့တပ်ပုတ်ချက်ဖို့အတွက်စင်းသိမ်းဖြစ်နေတဲ့စံချောင်းလေးတွေရလာပါပြီ။အတူတွဲစားဖို့အတွက်ချက်သားလုံးလေးလည်းပြင်ဆင်ထားပါတယ်။ပထမဦးစွာဒေဝရောက်စီနှင်းငယ်ထည့်ပြီးတော့ကျက်သွန်ကြီးနဲ့ပုံကြောက်ထောင်းထားတာကိုထည့်လိုက်ပါမယ်။အရင်ညက်မသွားအောင်လို့ထောင်းတဲ့စုံလေးထောင်းထားတာပါရှင်။အယောင်လေးလားစီရန်အတွက်အယောင်တင်မုံတော့3စွန်းထည့်လိုက်ပါမယ်။အနံ့ပြောက်သွားအောင်လို့စီးသက်ပေးပြီးတော့ရေထည့်ဖုံဖုံထားပေးလိုက်ပါမယ်။အရသာတော့ကိုတော့စားတကြားချက်သားမုံနေငယ်နဲ့အိမ်မှာရှိတဲ့ cheese cream လေးအနည်းငယ်ထည့်ထားပေးလိုက်ပါတယ်။ပြီးသွားရင်တော့တချမ်းခွဲတဲ့ငွေသီးလေးထည့်ပေးလိုက်ပါမယ်။ဆက်ဆက်ကလေးစားချင်လို့ပါရှင်။ရေနှင်းငယ်ခံလာရင်တော့စံချောင်းလေးကိုထည့်ပေးလိုက်ပါမယ်။အတူတွဲစားရင်ပြင်ထားချက်သားလုံးလေးလည်းထည့်ပေးလိုက်ပါတယ်။အကုန်လုံးကိုတေချာသမပြီးနှမ်းကြအောင်မပေးပြီးတော့ရေနှင်းငယ်ထည့်ပေးလိုက်ပါမယ်။အိမ်မှာနှင်းငယ်ကျန်တဲ့အသားတူလေးပါထည့်လိုက်ပါတယ်ရှင်။အဖုံးခဏဖုံးထားပြီးရေခမ်းလာရင်တော့အဲဒါရှိတဲ့တော့ပုတ်ကလေးရလာပါပြီရှင်။အဓိကပြချင်တာကတော့စံချောင်းလုံးလေးပေါ့နော်။ချက်နည်းကတော့အိမ်မှာရှိရရင်လည်းချက်လိုက်တာပါပဲရှင်။အိမ်မှာရှိတဲ့ပစ္စည်းလေးနဲ့အလွယ်ကိုချက်ပြပေးထားတဲ့တော့ပုတ်ကလေးပါရှင်။စံချောင်းသားလေးကအီဗီရဲ့အဲဒါချိုးစက်ကလေးနဲ့အရင်စားလို့ကောင်းပါတယ်ရှင်။သုံးဆောင်ကြပါအောင်လားရှင်။အဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်။